အားလုံးပဲမင်္ဂလာပါဒါကကျွန်တော်အများပဲသင်ခန်းစာတော့လက်ပေါ်အများ TV တော့ပြကလေးလေးတခုဖန်တီးကြပါဘောနော်ဒါလေးကြတော့စာရေးမှာလေးအတော့များဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ဒီကျွန်တော်တို့အဲဆိုစာတော့ယူမှာပေါ့နော်စာတော့ခုမှ Control N နဲ့စာအုပ်ခုမှဒီကျွန်တော်တို့က A4 စာအုပ်နဲ့လုပ်ပြအောင်နော်ဒီ inside okayစာအုပ်ယူပြီးဆိုရင်ကျွန်တော်တို့က page ကိုလုပ်ပြချင်တယ်ဒီပန်တူယူမယ်ယူပြီးတော့ဆွဲမှာပေါ့နော်ဒီကျွန်တော်တို့ကဒီကော layer ပေါ်မှာ control ချ layer ပေါ်ပြီးဒီကော color တရောထည့်အောင်ပေါ့နော်ဒီကောဘောရောင်လေးထည့်မယ်ဒါကိုမကြိုက်သေးဘူးဆိုရင်ဒီမှာ color တော့ရေးမယ် okay ဒီနောက်တစ်ခါ layer ပေါ်မှာ control ချဒီကောဒီတော့ color တရောထည့်မယ်စင်းရအောင်ဒီကောတော့ color ပေါ်မှာ control ချတော့ control ချဒီကောတော့ color တရောထည့်မှဖြူအောင်လေးရောင်ဒီကောတွေကိုကျွန်တော်တို့ကအပေါ်ဆွေးနည်းနည်းတင်နိုင်ပါတော့ဒါအောင်လို့ပြဒီကျွန်တော်တို့ကဒီအောက်ကပေါ်ကိုနည်းနည်းတော့ပိတ်မယ်ညလုံးပိတ်မယ်ဒီအစင်းရောင်တော့ကနည်းနည်းဆွေးမယ်ဒါလေးမများစင်တော့ဘူးနော်ဒါလည်းကျွန်တော်တစ်ဖက်တည်းအောင်ပြတော့ကိုယ်ဆင်းနေတယ်လို့ဆိုပါနော် okay okay ဒီကျွန်တော်ကအနည်းရောကိုဆင်းမယ်ကျွန်တော်အဲ့ဒီကတူယူပြီးတော့ဆွေးမှာပေါ့နော်ပုံပြောတော့ okay ကာလာကိုအမေရောင်လေးထားလိုက်ပြီးရင်ဒီဒေါင်းရှင်းရှင်းလေးမလို့ရှင်းတဲ့အတွက်ဒီမှာဒီပုံလေးကိုဖြည့်ပြီးဆွဲလိုက်မယ်ဒေါင်းနာသားလေးကိုရှင်းရှင်းမလို့ရှင်းတော့ဒီဘောကိုအပေါ်ဆွဲတင်မယ်ဒါချင်းနေနည်းနည်းတော့တင်မယ်ဒါကြတော့ကိုလိုရှင်တဲ့ပုံစံရှိပေါ့နော်ဒါကြကျွန်တော်တခေါက်ပြတာဘယ်ပုံစံမျိုးထားရှင်လဲကိုထားရှင်တယ်လို့မျိုးပေါ့နော်ဒီလေယာပေါ်မယ်ဒါချင်းနေနည်းနည်းတော့ပေးလိုက်မယ်
Okay. This isကျွန်တော်တို့ကပုံလေးတွေဒီမှာပေါ့နော်ပုံယူထည့်မယ်ပုံထည့်ဖို့အတွက်ရေးဆုံးကဒီပုံမှာအရင်ထည့်မယ်ဟိုကြိုက်တဲ့ပုံလေးကိုထည့်ပေါ့နော်ဒါကြကျွန်တော်ထည့်ပြဒီကျွန်တော်တို့ကပုံလေးထည့်မယ်ကလေးထောင်းမယ်ပုံလေးထည့်ပြီးတော့ဆိုရင်ကျွန်တော်ကပုံလေးကိုထူထူလေးထားရှင်တယ်ပေါ့နော်ပုံထူထူထားရှင်တယ်တော့ဒီမှာရှင်းနေတယ် shadow နဲ့ shadow မှာ color ကိုကြိုက်တဲ့ color ပြောနော်အမေရောလည်းပြောကျွန်တော်ဒီကွာဘယ်လိုမျိုးထားရှင်လဲလောက်ထူထူလေးထားရှင်တယ်ပေါ့နော်ကိုထားရှင်တဲ့လောက်ဟိုထားပေါ့ဒီလောက်ဆိုရမယ်နော်ဒီထူထူလေးထားဒီလိုမျိုးရပြီဆိုရင်ကျွန်တော် okay နောက်ပုံတွေကိုလည်းအဲ့လိုပဲကူထည့်ပြလိုက်ရင်ရတယ်ဒါဆိုရင်ပုံတွေကထူထူလေးဖြစ်တော့ကြည့်လို့ကောင်းတယ်ပေါ့နော်ဒီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဟိုမှာပြက်ကလေးထည့်မှာပေါ့နော်ပြက်ကလေးကတော့ကျွန်တော်လုံးပြတော့ကိုလုံးပြီးတော့ရှိတယ်ဆွေးနေမယ်ကြာမှကြောက်တော့ပေါ့နော် okay ဒီလောက်ကထားဒီကျွန်တော်ကစာနဲ့ရေးမယ်မြန်မာလိုရေးရှင်တော့ကိုယ့်မြန်မာလိုရေးပေါ့နော်စင်တယ်လိုရေးပါနည်းနည်းကြည့်လောက်အောင်ရတယ်မျိုးလေးရပြီဆိုရင်ကာလာကိုပြန်ရှင်းပေါ့နော်
ဒီတော့ share တော့လည်းနည်းနည်းထည့်လိုက်ပေါ့နော်ကြည့်တော့ကောင်းဒါများတယ်နည်းနည်းတော့ရှုံး okay ဒါဆိုကြည့်တော့ကောင်းပါပြီဒီရင်စာရင်နဲ့ပြတ်ကလေးဒီမှာရေးရှင်ရေးပေါ့နော်ဒီကောင်လည်းတော့စာအယုံတရားပြောရှေ့တော့မြေကြီးလိုက်တဲနေစာလုံးကိုနည်းနည်းတဲနေOkay ဒါဆိုရင်အတော်လေးကြည့်ကောက်တော့ပြီเนาะပြီးရင်နောက်ထပ်အတေကအတူနဲ့တစ်ခုလို့ဆွေးကြည့်လိုက်စန်တာရဲ့အောင်ပါเนาะ都個被又用嚟嘅先啊。OK， 就是記錄一樣講到呢個stone 呢哦，share 呢呢啲咧，咁樣。這個到share 呢呢啲。OK， 就ဆိုရင်ကျွန်တော်တို့ကလှပ်ပါတယ် site လေးတစ်ခုရတော့ပြီပေါ့နော်လုပ်ကြည့်ပါအဆင်ပြေလို့ထင်ပါတယ်